ဆရာမ140 90ဆိုရင်ဘယ်သွေးထိန်းစေးတောင်းရမလဲလေဟုတ်ကဲ့ရှင်ဒီမိခွန်းလေးကိုဖြေပေးမယ်နော်ကျမကတော့အကားကြိုက်တဲ့ဆရာဝန်မဒေါက်တာတနန်းဆွေပါရှင်ဒီကိုမေးထားတဲ့ဟာကလေသူကသွေးပေါင်140 90ရှိဆိုတော့သွေးကြစီကိုတောက်ချင်တာပေါ့နော်လူနာတယောက်ကနေ140 90ဖြစ်တိုင်းနဲ့ချက်ချင်းကြီးစေးမပေးပါဘူးရှင်ဒီလူနာရဲ့သွေးပေါင်ဟာသွေးပေါင်အမှန်လားဒါမှမဟုတ်သူစီမှာယောဂအခန့်နေရှိလားစီးချိုလို့တွေးကြောခြင်းလို့ပြီးတော့သူ့ရဲ့ယောဂရာဇဝင်မေးမယ်သူ့ရဲ့မျိုးရိုးမှာစီးချိုယောဂလေးရှိနေလားနှလုံးတွေးကြောခြင်းယောဂလေးမျိုးရိုးရှိနေလားအဲ့ဒါလေးအရင်မေးမယ်ပြီးတော့သူ့ရဲ့တခြားယောဂပေါ့ဥပမာthyroid hormone တွေများနေလားဒါမှမဟုတ်ကြောက်ကက်ရောင်နေလားအဲ့ဒါလေးအကုန်စစ်ကြည့်မယ်စစ်ကြည့်လို့မှမရှိဘူးကောင်းတယ်ဆိုမှပဲတော့ဆေးကိုစပြီးတော့ပေးမှာပါအဲ့ဒီဆေးလေးမပေးခင်ဆိုလဲဒီဟာတကယ်သွေးတိုးလားမတိုးလားဆိုတာလည်းကြည့်ရပါမယ်တချို့ကြတော့ဆေးခန်းလာလို့ရှိရင် white coat hypertension ဆိုတာလူနာကဆရာဝန်ကိုမြင်လို့ရှိရင်အလိုလိုနေစိတ်လှုပ်ရှားပြီးတော့သွေးတိုးနေတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်သူ့အိမ်မှာကိုယ့်အကိုသွေးချိန်စဲနဲ့ပြန်ချိန်ကြည့်ရမယ်ဒါမှမဟုတ်ရင်သူ့ကိုအစားအသောက်ရှောင်ရမယ်lifestyle modification တွေကဘာလေးပါလဲဆိုရင်တရက်ကိုစား9 gram ထပ်ပို့မစားရဘူး9 gram ဆိုတာကကျွန်တော်တို့လက်ဖက်စားစွန်းတစ်စွန်းနဲ့ညီပါတယ်တနေ့ကုန်24နာရီအတွင်းအဲ့ဒီစားကိုလက်ဖက်စားစွန်းတစ်စွန်းထပ်ပို့ပြီးမစားရဘူးပြီးလို့ရှိရင်လေ့ကျင့်ခန်းလုပ်ရမယ်တပတ်ကို150မိနစ်150ဒီလေ့ကျင့်ခန်းကိုချွေးထွက်တဲ့လေ့ကျင့်ခန်းကိုပေါ့နော်တပတ်ကိုအဲ့လိုလုပ်နိုင်ရမယ်တကယ်လို့အရန်ဝါတဲ့လူဆိုလို့ရှိရင်တော့ weight ကိုချရမယ် weight ကိုသူကလေ 1kg 2kg လောက်ကိုကောင်းချနိုင်ရင်ဆိုရင်တော့တွေးရတိတတကိုကျပါတယ်အဲ့ဒါလေးကိုလှုပ်လို့မှတလားလောက်ပြန်ချင်းကြည့်လို့တွေးပါမှာမကြဘူးဆိုရင်တော့စေးစပြီးပါတော့မယ်တကယ်လို့ခုနဟာလေးကိုလိုက်နာပြီးကျင့်သုံးနေဆိုရင်တွေးပါမှာ140 90အောက်ကြကိုကြပါတယ်ရှင်ကဲစပြီး140 90မကြပဲနဲ့စေးပေးရတော့မယ်ဆိုရင်တော့ကျွန်တော်ကအသက်အရွယ်နဲ့ကြည့်ပြီးပေးပါတယ်အသက်40အောက်လားအသက်40အထက်လားဆိုပြီးကြည့်ပြီးပေးပါတယ်အသက်40အောက်ဆိုရင်တော့ကျွန်တော်တို့ကလူစာတန်လို့အင်နာလဘရီလို့เนาะအပျော့ဆုံးပေါ့เนาะလူစာဆို25အင်နာလဘရီဆို5ကနေစပြီးပေးပါတယ်အသက်40အထက်ဆိုရင်တော့ calcium channel blocker ဖြစ်တဲ့ amlodipine လို့ nifedipine လို့စပြီးပေးပါတယ်ရှင်ဟုတ်ကဲ့စောနာရှင်းပြသွားတဲ့ဟာတွေကတော့ဒီကိုမေးထားတဲ့140 90ဆိုရင်လည်းဘာဆေးတောက်ရမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အကျန်းပြင်းရှင်းပြပေးသွားတာဖြစ်ပါတယ်ဒီဖြေထားတဲ့မေးခွန်းလေးနဲ့ပတ်သက်ပြီးတော့မသိတာလေးရှိလို့ရှိရင်လည်းဒီမန့်ဒီမှာချိန်ခဲ့ပြီးပါနောက်မှာဗီဒီယိုဒီမှာဆက်ပြီးတော့ဖြည့်ချပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကအကားကြိုက်တဲ့ဆရာဝန်မဖြစ်တဲ့အတွက်ကတာလေးတွေရောကျမရေဘူးတာလေးတွေရောအပေါင်းလေးနဲ့အသေးလေးပေးပြီးတော့အားပေးသွားပါအောင်เนาะအားလုံးပဲ bye bye ကျေးဇူးတင်ပါတယ်ရှင်